များဥပမာမှာအခမ်းအနားစီစဉ်များကိုဆောင်ရွက်ရမှာဖြစ်တဲ့အတွက်အစီအစဉ်များကိုကြိုတင်ရှောက်ထားပြီးပြုလုပ်လို့ပါဗျာဒီနေ့1988ခုပထမလောက်ဝါလူနာပြည်တော်3ရက်2ရက်9လ2026ရက်ဇာတာပရိနေ့နေ့9နာရီမင်္ဂလာချက်ကျင်းပပြုလုပ်သောခန္ဓာသည်ရောက်ပြီးမျိုးနဲ့သင်္ကန်းကြီးတော်ကြီးရွာဧကီတောင်ပေါ်ချောင်းတိုင်း၏ပဓာနနာကဆရာတော်ဗေဒနာတေသဓမ္မတတ်တော်83နှစ်တိတ်ခါတော်49ပါသည်1388ခုမယုံလားပြည့်ကျော်3ရက်2ရက်6လ2026ရက်အင်္ဂါနေ့ကိုယုတ်ရလုံးဆက်ပါပဲဘဝတထပြန်တော်မူသောသည့်ကိုဇာဝေကအမှန်ကျင်းပြရသောပုရုဇာယုတ်လက်တော်ကိုယနေ့ရေးရမှာလက်နိဗ္ဗာန်စံကြောင်းတို့ရွှေပြောင်းတရင်လုံးတော်မူပါရဲ့အတွက်စံကြောင်းတော်ဖြင့်ထီးဖြူပိတ်ပူဇော်ခြင်းဇာပနခန္ဓာစီစဉ်ပါဗျာခန္ဓာစီစဉ်များနေဖြင့်စီရင်9ရက်သတ်မှတ်ထားရှိပါရဲ့ဗျာအစီအစဉ်ပြရသဗ္ဗေတိဝါအိစ္ဆာတိအစကြီးသောတံဝေကကာလရွတ်ဆိုပွားများ၍စံကြောင်းတော်ဖြင့်အခမ်းအနားဖွဲ့လက်ခြင်းပါဗျာအစီအစဉ်နဲ့နိုင်ငံတော်ဘုရားတော်ဝေဆောင်နိုင်ငံတော်ဝီကြီးတို့အကမတ္တရမဇောတိကတကမဟာဓနဝါစကပါဠိကရတုဝနိဗ္ဗာန်တာဥကြောင့်ဆရာတော်ဒေါက်တာအရှင်ပညာနန္ဒဓမ္မအပိကများကငါးပါးတီလာခံဆောက်တည်ခြင်းအစီအစဉ်သုံးဧရိတိတော်မောကျောင်းဆရာတော်ဦးတိတ်ကရန်တော်မူဆရာတော်ဤထေရဝတိကိုဖတ်ကြားပူဇော်ခြင်းအစီအစဉ်လေးမြို့နယ်ကံကနာကဥက္ကဋ္ဌဆရာတော်အခါမာတရမဇောတိကတကဘယ်ကအာလီကရန်တော်မူဆရာတော်မထေရအားစံကြောင်းတော်တို့ကြွချီတော်မူပါရန်ဘိယာစနာနိမန္တနာထာတိသိလျှောက်ခြင်းခြေရနာဆရာတော်တန်ဃာတော်များအားသူဝေဝိထုများစက္ကန့်လူကံနေအစီအစဉ်6မတ္တိလူရှင်များကိုမြို့နယ်တန်ခါးကဥက္ကဋ္ဌဆရာတော်ကဂုံပြုမှတန်းတော်များပေးရခြင်းမတ္တိလူရှင်များနေဖြင့်ဂယင်ဒီကတာလုံးကအရင်ဥက္ကဋ္ဌဘာသာပေါင်းတို့ချစ်ကြည်ညီညွတ်ရေးအင်းလာကဦးဆောင်မှုတို့နဲ့ဇနီးတိရိပုရမတေယီဒေါ်တော်ဘောဘောမိသားစုနဲ့ခொလျင်ကောင်းကြီးများမှာစုပေါင်း၍လူရန်ထားသောကျေးဇူးဆက်မေတ္တာစေကို928သိန်းကျပ်တိတိလူရန်ထားရှိပါတယ်၎င်းပြင်ဦးဆောင်ပုဂ္ဂိုလ်တို့မိသားစုကထပ်မံပြီးတော့စံကြောင်းတော်တွေဝေကျပ်သိန်း90တိတိလူရန်ထားရှိပါတယ်အမ990ကိုဒီဝါမူစောတုအဲမူနဲ့သနီးနန်းစင်မာဝင်းမိသားစုကလည်းဝေချက်သိန်း90တိတိလူရန်သားရှိပါတယ်။ကွယ်လွန်သူဥဩဘာသာအာရှိသူ၍ကျန်ရည်သူမိုးကြီးမိသားစုကလည်းဝေချက်52သိန်းလူရန်သားရှိပါတယ်။စီရင်ခဏရန်တော်မူဆရာတော်ကြီးဥဒ္ဒယုတ်လက်တော်ကိုစံကြောင်းတို့အစီအစဉ်တိုင်းသိဆောင်ခြင်းသိဆောင်ပြီးအစီအစဉ်မှာကျေးဇူးတော်ထမ်းတခုတာဝရအလံတိုင်းတခုဘောဝဲရွယ်တခုဆရာမတိဓာတ်ပုံတော်တိုင်းတခုတင်ရန်ပြိညာတိုင်းတခုယုတ်လက်တော်ထီးပြူကိုချမ်းရတဲ့လေးခုပြီးရင်တန်ဃာတော်များကြွချီလိုက်ပါမှာဖြစ်ပြီးတော့၎င်းတော်မှာဇာဗရကောင်းဒီဝင်များဆွေတော်မျိုးတော်များတပည့်ဒါယကမများဝိအတင်းဖွဲ့များစသဖြင့်ဝိယုတ်ပူတော်ဣဒံရပဲစီရင်တိုင်းလိုက်ပါရကြ
ိုတင်ပြင်ဆင်ထားဖို့ကြီးညာပြရပါတယ်ခင်ဗျာစီရီရှိတန်တော်တစ်ပါးမှတိုင်ပြီးဒါယကဓာရီပါမများကတောင်းပန်တော်ခြင်းအစီအစဉ်ကိုဧည့်သည်တောင်းပေါ်ကြောင်းမှာဆရာတော်ဦးတိတ်ကပစ္စမဝေဒနာဂါထာဖြင့်ဆရာမတိအားဆံကြောင်းတော်၌အေးချမ်းစွာတည်သုံးတော်မူပါလေရှောက်သားခြင်းဖြင့်ဆံကြောင်းမိခန္ဓာပြီးမြောက်ခြင်းပါဗျာစီရင်များကိုကြားပြီးတော့ကြိုတင်ရောက်သားပြီးဖြစ်တဲ့အတွက်အစီအစဉ်ကဏ္ဍအလိုက်ဆက်လက်ဆောင်ရွက်ပြုတော်မူပါဗျာဓမ္မဝါဒီလာပြီးတော့သုံးရက်2ရက်9လ2026